chicken wings mala stir fry လေးလုပ်စားပါမယ်ရှင်ပါဝင်ပစ္စည်းတွေကတော့ဒီမှာရေးထားပေးပါတယ် sauce ကတော့ basic stir fry sauce သုံးမှာဖြစ်ပါတယ်ချက်သွင်းလေးကိုအရင်ဆုံးစီကပ်လိုက်ပါတယ် shallot ချက်သွင်းလေးကိုသုံးယူထားပါတယ်ချက်သွင်းလေးအနည်းငယ်အမီရောင်တန်းလာတဲ့အခါမှာမတူသွားခင်မှာပေါ့နော်ကျမတို့အရင်ဆုံးအနေနဲ့ဘာစားထည့်လဲဆိုတော့ chicken wings နဲ့ burger soup ကိုစားထည့်ပါမယ်ဒီလိုမတူတာပြမျိုးကိုနည်းနည်းကြာရလေဒီမျိုးကိုအရင်ထည့်လို့ထည့်ပြီးတဲ့အခါမှာကျမတို့အရသာနည်းနည်းလေးရောင်းနေတဲ့မာလာ sauce လေးကိုကျမတို့အထုပ်ထုံးရဲ့တော့ပေါ့နော်တော့လောက်မာလာ sauce လေးကိုကျမတို့ထည့်ထားလိုက်ပါမယ်အရသာလေးပဲအောင်လို့ရှိရင်အရသာလေးနှံသွားအောင်ဒီကိုဝင်လိုက်ပါမယ်။ကောင်းလေးနှံသွားအောင်လို့ဝင်လိုက်ပါမယ်။ဒါ chicken wings နဲ့ burger soup ကိုကျမတို့ဒီလိုမျိုးအောင်လုပ်ပါမယ်။ဒီကိုအရသာလေးမျိုးပါနဲ့ဒါဆိုလို့ရှိရင်ကျမတို့ဒီနေ့လေးခြေလေးထည့်ပြီးတော့မျိုးအောင်လုပ်ထားပါမယ်။ဒီအများကြီးတော့ဘာလို့ chicken wings နဲ့lotus fruit မျိုးလုပ်ပါမယ်ပေါ့နော်အများကြီးထည့်ဆောင်လို့ဒီလိုနှစ်ခုလောက်ပြီးဆိုလို့ရှိရင်ကျမတို့ channel seafood တွေကိုထပ်ပြီးတော့ထည့်ပါမယ် fish ball ရဲ့ oyster ရဲ့scallop ရဲ့နော်အဲဒီပုံမျိုးကိုကျမတို့ဆက်ထည့်မယ် channel မာလာ sauce တစ်ဝက်လေးကိုကျမတို့ထပ်ပြီးတော့ထည့်ပါမယ်ဒီတဲ့အခါအရှာသာလေးဝင်သွားအောင်ဒီကိုတခြားလေးပို့ပေးပါမယ်တခြားလေးရတာလေးဝင်သွားအောင်လို့ပေးပါမယ်မာလာ sauce ကအထဲမှာသူကအရသာပါပြီးသားဆိုတော့ဒီတခြားဘာမှအထွေထူးအများကြီးထပ်ပြီးတော့ထည့်ကြမလို့ဘူးအရသာလေးမြင်ကြည့်ပါအပေါ်မြင်တော့ဟိုကြိုက်တဲ့ပုံမှာမြင်ကြည့်ပါတယ်ချိန်ကြကြည့်လို့ပါဘူးနည်းနည်းလေးပေါ်လာနေကျမကတော့ chicken powder လေးနည်းနည်းထပ်ပြီးတော့ထည့်လိုက်ပါတယ်ပစုံကတော့နူးနေတဲ့အတွက်ကြောင့်မို့လို့ပစုံကိုတော့နောက်ဆုံးနဲ့ထည့်ပါတယ်ပစုံနူးလိုက်ပြီးဆိုတာနဲ့ကျမတို့မှာထည့်နေဆိုတော့ခုနကရွက်ပေါ့နော် pork try ရွက်ကျမတို့ပစုံလေးနူးပြီးဆိုတာနဲ့ pork try ရွက်လေးကိုထပ်ပြီးတော့ထည့်ပါမယ်ဒီရွက်ကဂျားထားကြမှာလို့ခဏလေးနဲ့နေပါတယ်ဒါဒီနေထားလို့ဆိုလို့ရှိရင်ကျမတို့ရပါပြီဒါချင်းမျိုးစင်ချက်ကိုအရင်ကြယူထားပါဘူးပြီးတဲ့အခါမှာကျမတို့အပေါ်ကနေပြီးတော့နည်းနည်းလေးအုပ်လိုက်ပါမယ်နည်းနည်းလေးအုပ်ပြီးလို့ရှိရင်တော့ကျမတို့ရပါပြီ ready ပါပဲစားလို့ကျမတို့ပြန်ပြီးမှထည့်ပြီးတော့အနှံလေးဖြူပြီးတော့စားတဲ့အခါမှာဒီမတမကောင်းတဲ့မာလာဟင်းလေးတစ်ခွက်ရပါပြီရှင် Thank you very much God bless you all